ယောက်ျားကြရင်ဘလို့ဆက်ဆံရမလဲတဲ့ညီမလေးတယောက်လာမေးထားတော့ပေါ်တင်ဖြေပေးလိုက်တယ်နော်ဒါကမင်းကလေးတိုင်းလိုမယ်ထင်လို့ယောက်ျားလေးအကြရလွယ်ပါတယ်ညီမလေးနေ့စီကျင်လေနေတဲ့ဘဝကိုပဲရင်ပြောပြမယ်အဲ့ရတဲ့ကိစ္စအပထားရှင်လို့ယောက်ျားကျမတခုမေးမယ်နော်တစ်တော့အကောက်ဘာလို့ဒီလိုနာမည်လေးပေးထားရလဲတကယ်ပဲမိန်းမရှိတာသိစေချင်လို့လားအိမ်ကမိန်းမကသူ့ဟာသူယူမှတ်ထားတာလားသူ့ဟာသူယူပြောင်းလာတာလားမိန်းမကိုကြောက်လို့လားတော်တော့ရည်ရတယ်နော်စောကလာအထားတို့အကောင်လုံးရဲ့နံပါတ်ကိုတချစ်ချီရတော်များများဗာလဲမိန်းမကိုချစ်တဲ့ဘဒူနာမည်ပေါ့ကျွန်တော်မျိုးမှာမိန်းမရှိတယ်ကျွန်တော်ကဘဒူနောက်ပြီးမိန်းမရှိတဲ့ဘဒူဆရာမရဲ့လင်ဘဒူအဲ့လိုမျိုးပေါ့နောက်ပြီးရှိတယ်အများကြီးဘလို့လာထားတို့တော်များများထဲမှာဗာလဲပြောမဆိုရင်ရှိတော့ပြနော်တချို့လူတော့မဟုတ်ပေါ့ကွယ်ဒါမဲ့ပါမိမကိုကြောက်တဲ့ဘဒူဘာလို့ရတယ်နော်ဒါပဲနော်ရှင်တို့နော်ဗာလဲနာမည်တော့မှမိမဆိုတဲ့နာမည်ကိုတက်ပြီးမှသူတို့အနောက်မှာသူတို့နာမည်တက်သွားတဲ့ဟာတွေမိမရဲ့ဘဒူဆိုမှလောက်သွားတဲ့ဟာတွေမိမရှိတယ်ပြောထားတဲ့ဟာတွေတော်တော်များဘလို့ခံစားရလဲအဲ့လိုပြောမှနော်မိမမသိရအတစ်တကောင်းနဲ့လူပြိုပါလို့တော့မရေးထားနဲ့ပေါ့တချို့လေရှိရလေတည်မလားမိမတချို့လေကကျတော့ဖုန်းတိတ်သွားမလို့တက်သူလည်းရှိတယ်အဲ့လိုမျိုးရှိရဆိုတချို့လေကကျတော့တားလေနော်ယောက်ျားလေးလေအဲ့လိုလည်းရေးဟာကွာတိလားအနောက်မှာမိမမသိအောင်နောက်တကောက်ဖောက်ပြီးမှလူပြိုလုံနေကြသူတွေအများကြီးနော်အားကြောင့်ပြဒီလက်ရည်ချင်းတယ်တချို့မိမတွေကကျတော့ဘယ်လိုလုပ်လဲဆိုသူတို့ထင်တာကသူတို့မှလင်းရှိကြောင်းရေးထားရင်မိမတွေကတချို့မိမတွေကမကက်ရဲကြောင်ထင်တယ်တကယ်တော့မဟုတ်ဘူးနော်ဘလောက်ပဲရေးထားမရင်ငယ်လောက်ချင်တဲ့မိမကကြတော့မိမရှိရောမကားလို့မရင်ငယ်ရှိနေနောက်ထပ်မရင်ငယ်လာလို့ဝင်မလေးကြတောက်ကြတော့ဘယ်လိုပြောရမလဲမိန်းကလေးတချို့လေးတီးဖို့လိုတာပေါ့နော်မတိဘဲနဲ့တည်မလားကိုကအရေရာတိုင်းမှာအဲ့လိုမျိုးနောက်ပြီးတချို့မိန်းကလေးတွေကတစ်ချိန်လုံးတော့ယောက်ျားအလုပ်ကပြန်လာရင်ဖုန်းတွေထုတ်ကြည့်တတ်တဲ့သူပဲရှိတယ်ဖုန်းတွေတစ်ချိန်လုံးအဲ့လို live မှာစစ်တတ်တဲ့သူပဲရှိတယ်တကယ်တော့လေတချို့ယောက်ျားတွေကမရင်ငယ်ထားတယ်ဆိုတာနစ်လောက်တော့မလဲတော့မထားဘူးနော်နစ်ထက်လဲလို့တော့မရင်ငယ်ထားတာနော်တချို့လူကကျတော့ဖုန်းနှလုံးရှိတယ်တစ်လုံးကျတော့ဘယ်နာဖြစ်တိန်တာမနေမတွေ့နေတာတိန်တာနော်တချို့လူကကျနေမလာခင်ကမရင်ငယ်ကိုပြောထားပြီးသားငါပြန်ပြီနော်ဟိုရောက်နေကဖုန်းလုံးဝမဆက်နဲ့မစီလုံးဝမပို့နဲ့မဟုတ်ဘူးဆိုရင်လည်းငါဘလို့ဖြစ်လိမ့်မယ်အဲ့လိုပြောထားတာမရင်ငယ်ကိုသွားချိန်နဲ့ဆိုလုံလောက်ဆိုပေးထားတဲ့အတွက်နော်မရင်ငယ်ကလည်းသူစကနားထောင်တယ်နော်သူအလောက်ကနေထွက်ပြီးဆိုမှဟိုကောင်မဖုန်းခေါ်တယ်စကားပြောတယ်ငါအလောက်ကနေထွက်ပြီးတော့ပေးပြီးအဲ့လိုယောက်ျားကြရင်ဘလို့ဆက်ဆံရမလဲတဲ့ညီမလေးတယောက်လာမေးထားတော့ပေါ်တင်ဖြေပေးလိုက်တယ်နော်ဒါကမင်းကလေးတိုင်းလိုမယ်ထင်လို့ယောက်ျားလေးအကြရလွယ်ပါတယ်ညီမလေးနေ့စီကျင်လေနေတဲ့ဘဝကိုပဲရင်ပြောပြမယ်အဲ့ရတဲ့ကိစ္စအပထားကိုယောက်ျားရဲ့စိတ်ဓာတ်ကိုအသိဆုံးတချို့ယောက်ျားလေးကအေးဆေးရကြိုက်တယ်အလုံးကနေပြန်လာအေးဆေးနေရတာကြိုက်တယ်ပြန်လာရင်ဖုန်းထုတ်ကြည့်တယ်မယ်သူဂိမ်းဆော့ဆယ်ရှင်းဆော့မယ်တချို့ယောက်ျားလေးကြိုက်တဲ့ဟာပဲပြတာတချို့ယောက်ျားလေးကျတော့မိမနာကတ်နေတာကြိုက်တယ်တချို့ယောက်ျားလေးကျတော့အလုံးကနေပြန်လာရင်တငယ်ချင်းနဲ့ရှောက်သွားရကြိုက်တယ်လက်ဖေးဆိုင်ထိုင်ရတာကြိုက်တယ်တချို့တော့ယောက်ျားလေးတွေကမိမစာနာတဲ့ယောက်ျားလေးတွေကကျတော့မိမအနားမှာနေမှမိမကူနေကြတတ်တယ်ဒီအချိန်မှာကိုယ့်ရဲ့ယောက်ျားအကြိုက်ကဘဲဟာလဲအခုဆွပြောနေဒီလောက်များထဲမှာဘဲဟာကြိုက်လဲအေးစိနေချင်တဲ့သူတရားကကျတော့အလုပ်ကနေပြန်လာပြီးအိတ်ကနေချလိုက်ပြီးဆိုရင်မိမပူညာလောက်တာမခံနိုင်ဘူးနောက်ပြီးပြဿနာတစ်ခုကိုတက်လာရင်သူဒေါ်ရထွက်နေတဲ့အချိန်ကိုဖန်ဒေါ်ကြီးမောကြီးနဲ့ပြန်ပြောရတာမကြိုက်ဘူးဒါယောက်ျားတိုင်းမကြိုက်ဘူးဒေါ်ကြီးမောကြီးနဲ့ပြန်ပြောတာမကြိုက်ဘူးအားလည်းရဲ့မို့တငယ်ချင်းနဲ့တော့တွေ့နေတဲ့အချိန်တွေ့မယ်လို့ကိုယ်လည်းခွင့်ပန်ပြီးအေးဆေးတွေ့နေတဲ့ဟာကိုတကွန်ဖုန်းခေါ်ပြီးမှပူညာလောက်မှရန်ရှာပြီးမှပြန်လာခိုင်းတာကိုမကြိုက်ဘူးနောက်ပြီးတနေကုန်အပြင်မှာအလုပ်လုပ်ပြီးအိမ်ပြန်လာပြီးမှနေ့ရဲ့ကိစ္စကိုပြန်ပြီးမှနေ့ရဲ့ပြဿနာကိုလိုက်ရှင်းပေးနေရတာကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူတို့ကမကြိုက်တာတဲ့သူတို့ကပြင်ပန်းနေပြီမို့လို့သူတို့နားချင်နေပြီမို့လို့နေ့စောက်တင်ပြောထားတဲ့ဟာလေတနေကဘာလုံးမှမလုပ်ပဲပြဿနာရှာထားတဲ့ဟာလေနောက်ပြီးနေ့ရတကတလိုက်ပြောတဲ့သူမကြိုက်ဘူးအိပ်ပြန်တော့လဲအိပ်ပြန်ပြီထပြန်တော့လဲထပြန်ပြီစားပြန်တော့လဲစားပြန်ပြီသွားပြန်တော့လဲသွားပြန်ပြီအိမ်မနေပြန်တော့လဲနေပြန်ပြီနေရတကတူနဲ့အပြစ်ပဲလိုက်ပြောနေရလို့မကြိုက်ဘူးဘာလို့လဲဆိုတော့
မင်းကလေးပဲလွတ်လပ်ခွင့်ရချင်တာမဟုတ်ယောက်ျားလေးလည်းသူတို့လည်းလွတ်လပ်ခွင့်ရချင်တယ်သူကမိမယူထားတာကြည်ကြက်ရင်မှုယူထားတာမဟုတ်ဘူးနေရတကလိုက်ကြည်ကြက်မှလိုက်ပြောနေလည်းမကြိုက်ဘူးဒါပေမဲ့မိမပဲကြည်ရမှာဟုတ်တယ်ကြည်တဲ့အရာကိုကြည်ပါပြောတဲ့အရာကိုပြောပါတိတ်မမအစားလိုက်ပြောနေအစမပြေဘူးဒါတွေအားလုံးကကြောင့်ကိုယောက်ျားအပေါ်မူတည်တယ်တကယ်တော့လေကိုယောက်ျားဘာမကြိုက်ဘူးလဲဆိုဆော့ဘေးဆောင်မလို့လားကိုရိုင်းငေါ့တည်တယ်ဘာလို့လဲဆိုကိုယောက်ျားဘလို့မျိုးလဲကိုယောက်ျားဘလို့အချိုးမျိုးလဲကိုယောက်ျားဘလို့လူမျိုးလဲကိုရိုင်းလည်းတည်တယ်ဒါပေမဲ့တည်ရတဲ့နိုင်ကိုရိုင်းမပြင်းနိုင်တာလူဆိုတာယူထားတယ်ဆိုတာတယောက်ကိုတယောက်နားလည်မှုရှိဖို့အနိုင်ယူဖို့မဟုတ်ဘူးနေလဲနဲ့လွတ်လပ်နေချင်တဲ့ချိန်ရှိမယ်သူလည်းအဲ့လိုပဲအေးစစ်စစ်နေချင်တဲ့ချိန်ရှိမယ်အပြန်အနံနားလည်မှုရှိဘူးတော့လူရင်းတော့နောက်ပြီးအိယာကိစ္စအမြဲတမ်းကိုယောက်ျားအပေါ်ကပဲနေရရင်လည်းသူတို့ကမကြိုက်ဘူးလူဆိုတာအပြန်လည်းရှိတတ်ကြတယ်ရှိလဲရှိရတယ်ရှိလဲရှိတဲ့နေသူကြီးပဲအားဆိုင်လို့လည်းအဆင်မပြေဘူးလူဆိုတာကအဲ့လိုပြောလိုက်လို့ရတယ်ငါယောက်ျားကိုအောက်မှာထားတယ်ငါတစ်ခါတည်းအပေါ်မှာနေပြီးရဒါပေမဲ့ဒုတ်ချောင်းတယောက်လိုနေလဲတော့မကြိုက်ဘူးနောက်ပြီးလက်အားတယောက်လိုစကားမပြောတတ်တဲ့အယူမတယောက်လိုနေလဲမကြိုက်ဘူးအဲ့ဒါတီးဖို့လိုတယ်